အာဖရိကမှာတတုတွေကျွဲဝပါလျက်နဲ့ဘာလို့ချမ်းသာကြွယ်ဝမှုမရှိရတာလဲအာဖရိကမှာကမ္ဘာရွှေတိုက်ရဲ့40စိန်ရတနာအားလုံးရဲ့50ခရိုမီယမ်ပလက်တီနမ်နဲ့ကိုဘောတို့ရဲ့90ယူရေနီယမ်အလူမီနီယမ်နဲ့ဂရက်ဖိုက်ရဲ့3ပုံ1ပုံကမ္ဘာရေနံရဲ့10နှစ်နဲ့ကမ္ဘာစိုက်ပျိုးမြေကောင်းရဲ့65တို့ရှိပါတယ်ဒါပေမဲ့ဒီလောက်တယံဇာတာပေါ်ကျွယ်ဝတဲ့အာဖရိကရဲ့လူတွေကတော့အငတ်ပေးနဲ့ရင်ဆိုင်နေရပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလေယာမြေနဲ့တထုတွင်အများစုဟာနိုင်ငံခြားကုမ္ပဏီတွေစီငှားရမ်းထားပြီးသူတို့တွေကကုန်ကျန်းတွေကိုတူးဖော်ယူသွားကနိုင်ငံခြားကိုတင်ပို့လိုက်လို့ပါပဲထုတ်ယူသွားတဲ့ကုန်ကျန်းတွေကိုသူတို့ကပဲချက်လုံးတန့်စင်ပြီးမူရင်းဈေးထက်တစ်ဆက်စနီးပါးပို့ဈေးနဲ့အာဖရိကကိုပဲပြန်ရောင်းကြပြန်ပါတယ်ကိုပိုင်ကုန်ကျန်းတွေကိုကိုယ်တိုင်ချက်လုပ်ပြီးအဆုံးတက်ထုတ်ကုန်ဖြစ်ပြန်လဲရောင်းချနိုင်ဖို့အာဖရိကမှာခေါင်းဆောင်ကောင်းတွေလည်းလိုအပ်တယ်လို့စက်ရုံအလုပ်ရုံတွေလည်းအလုံးလောက်မရှိပါဘူးမြေနဲ့တတုတွေကတော့အာဖရိကရဲ့ဥစ္စာပါဒါပေမဲ့ထိန်းချုပ်ခွင့်နဲ့အကျိုးမြတ်တွေကတော့အာဖရိကရဲ့ဟာမဟုတ်ပါဘူးအာဖရိကဟာသူ့ရဲ့မြေပြင်ကိုသာမကသူ့ရဲ့တယံဇာတတွေအပေါ်အပြည့်အဝပိုင်ဆိုင်ပြီးထိန်းချုပ်နိုင်တဲ့အဆင့်ကိုမရောက်သေးသမျှကာလပတ်လုံးအာဖရိကလူမျိုးတွေရဲ့ဘဝဟာလည်းဆင်းရဲမှုကနေမလွတ်မြောက်နိုင်သေးပါဘူးအခုလိုစိတ်ဝင်စားဖွယ်ရာတွေနဲ့ပြည့်နေတဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ထားနိုင်ပါတယ်နော်